တော့မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဒီ Vivo 200 Ultra လေးကိုကျွန်တော်ဒီနေ့ unboxing လုပ်လိုက်ရအောင်ဆိုတော့ဒီကောင်ထပ်ထားတာတော့အရင်တော့မကြောက်ဘူးကျွန်တော် TikTok တွေကျွန်တော် Instagram တွေမှာလည်းတော်တော်များများတွေ့ရတယ်ပေါ့ဗျာဒီပြီး zoom lens ကဘယ်လိုလုပ်တယ်ပြီးတော့ဓာတ်ပုံ quality ဘယ်လောက်ကောင်းလဲဆိုတော့ဆိုတော့ဒါကျွန်တော်တို့ TikTok မှာကျွန်တော်ကြည့်ပြီးသားဖြစ်မှာနော်ဆိုတော့သူကတော့ဒီလိုဘူးအချီးတစ်ခုနေကျွန်တော်ဒီလိုဒီကောင်တော့ tripod လို့ပြောရတာဆိုတော့ဒီလို tripod တော့နောက်ထပ်ဒီလိုဘူးသေးလေးတစ်ခုနှစ်ခုလာပြအရင်ဆုံးကျွန်တော်ဒီဘူးအကြီးကိုပဲကျွန်တော်အရင်ဖောက်ကြည့်ရအောင်ဒါသူ့ရဲ့ serial ကုတ်လေးပါတယ်ပြီးသွားပြီဆိုရင်သူ့ရဲ့ဒီဘူးကတော့ packaging ကတော့တော်တော်ကြီးကိုမိုက်တယ်ဗျသူလုတ်ပေးထားတာဆိုတော့ကျွန်တော်ဖောက်ကြည့်လိုက်ဆိုတော့အရင်ဆုံးကျွန်တော်ပထမဆုံးတွေ့ရတော့ဒါ Vivo ရဲ့ဒါသူတို့ဓာတ်ပုံပြန်မှာပထမဆုံးစုရထားတဲ့ပုံလေးတော့သူတို့ဒီလိုအလားအနေနဲ့ထားဖို့ဒီလို element လေးတစ်ခုပါတယ်ဆိုတော့ element ဆိုတာထပ်ကိုသူကဒီဓာတ်ပုံတစ်ခုလဲပေါ့ဗျာကျွန်တော်ထောင်ပြီးအလားထားလို့ရတဲ့ဥစ္စာတစ်ခုပါတယ်ပြီးရင်ဒီကောင်ကဒါသူ့ရဲ့ဒီ main phone ထည့်ထားတဲ့ဟိုပါပေါ့နော်ဆိုဖုန်းကဒီလောက်ပဲရှိတော့သူဘူးကတော်တော်ကြီးကြီးတယ်ဒါတော့သူ့ရဲ့ဖုန်း Vivo 200 Ultra ဖြစ်ပါတယ်ဆိုတော့သူ့ရဲ့ဟာဒါတော့ကျွန်တော်တို့တခြားပုံမှန်ဖုန်းတွေလိုပါပဲဒီကတော့ဒီမှာကျွန်တော်တို့ line ပေါ်လိုက်ကြည့်ရသလားတော့သူ့ရဲ့အဓိကနာမည်ကြီးတာတော့သူ့ရဲ့ဒီ daily lens ရေကျွန်တော်ဆိုရဆိုတော့ကင်မရာမောင့်ကြီးကတော့တော်တော်ကြီးကြီးတော့တွေ့ရတယ်ဝိုင်းကတော်တော်ကြီးကြီးရပြဆိုတော့ကျွန်တော် power တစ်ချက်ဖွင့်ကြည့်အောင်သူဒီမှာတော့သူ OS ကတော့အသစ်သုံးထားတယ်လို့ပြောရမယ်ဆိုတော့သူ့ရဲ့ဒီဟိုဟာနဲ့လုံးဝ fresh လို့ဖြစ်ပြီးတော့တော်တော်လေးကိုဘယ်လိုပြောမလဲ Vivo ရဲ့သူ့ရဲ့ own style အနေထားနဲ့သူတို့ထွက်လာတော့တွေ့ရတယ်ဒီကောင်ကတော့လေတော်တော်လေးလက်မိုက်တယ်ပြီးတော့သူဒီအောက်မှာကထပ်ပါတာကဒီမှာသူ့ရဲ့ဒီ daily lens တွေပြီးရင်ဒီမှာဒါကတော့ကင်မရာကျွန်တော်ဟန်ကင်လို့ရတဲ့မောင်းလိုပုံစံမျိုးဥစ္စာကဆိုတော့ဒီကောင်ထပ်ပါတယ်ဒီထဲမှာဆိုတာသူ့ရဲ့ဒီအညွှန်းနေပါသေးရဲ့ဗျတော်တော်မိုက်တာလေသူ့ရဲ့ဒီ packaging ကလုံးဝအဲ့လို offlet လုပ်ပေးထားတဲ့ဥစ္စာတော်တော်ကြီးကိုမိုက်တယ်ဒါတော့ဒါ lens ပေါ့သူတွေ့တာတော်တော်နာမည်ကြီးနေတဲ့ lens daily lens ဖြစ်ပါတယ်ဆိုတော့ဒီဘက်ကကောင်လေးကတော့သူကတော့လို့ကျွန်တော်ပြဒီကင်မရာလက်ကင်မှာသွားချိတ်ပြီးတော့သုံးလို့ရသလိုမျိုးပုံစံမျိုးကျူးလေးပါတယ်အဲဒီမှာဖုန်းကတော့ power တက်လာပြီဒါသူရဲ့ OS နဲ့လာတယ်သူ့မှာဆိုရင်ဒါသူ brain ကျွန်တော်ပါတဲ့ဒီ cover လေးရှိတယ်ဗျတော့မတဲနဲ့လို့ထားပြီးတော်တော်လေးလဲလှတယ်ဒီကောင်ထုတ်ပြီးဒါတော့ဒါထောင်လို့ရတဲ့ဥစ္စာပါပြီးသွားပြီဆိုရင်ဒီကောင်ကခုနဥစ္စာနဲ့ဒီခုနဒီတန်မက်တဲ့ body နဲ့ကျွန်တော်ပြန် join လိုက်ရမယ်ဒါတော့ဟိုပေါ့ကျွန်တော်ကင်မရာဒီကင်မရာရိုက်တဲ့အချိန်မှာကျွန်တော်သုံးရမယ့်ကောင်ပေါ့ဒီမှာဆိုသူဒီဘက်ဘေးမှာ USB ပေါ်မှာကျွန်တော်ဒီလို plug in လုပ်လိုက်တာနဲ့သူကကင်မရာဟဲပုံစံမျိုးဥစ္စာ case မျိုးရအောင်လုပ်ပေးထားတဲ့ဟာလေးဆိုတော့ဒီအောက်မှာဆိုရင်သူဒီ USB ပေါ်မှာတက်လိုက်တာနဲ့ဒီကောင် function အလုပ်လုပ်သွားပြီပြီးသွားပြီဆိုရင်နောက်တစ်ခုကပါသေးလဲဆိုတော့ဒီဘူးသေးလေးတဲ့အခါဒီကတော့ကျွန်တော်တို့ lens တွေတက်ဖို့အတွက်mount နေပေါ့ကင်မရာတွေလိုမှာပဲကင်မရာတွေမှာလိုပဲဒီလိုထိမှတက်လို့ရတဲ့အကြောင်း mount filter တက်ဖို့အတွက်ကိုကျွန်တော်ဒီမှာ adapter ring လို့ပုံစံမျိုးသူထပ်ပါတယ်ဆိုတော့နှစ်ခုပါတယ်ဗျပြီးမှကျွန်တော်တစ်ချက်တော့စမ်းကြည့်အောင်ဒီကောင်ကတော့အသေးလေးခုနောက်ကောင်ကတော့အကြီးကင်မရာဝိုင်းကတော့တော်တော်ကြီးကိုကြီးရလို့ပြောလို့ရတယ်ပုံမှန်ကျွန်တော်မြင်နေကြဖုန်းကင်မရာဒီမောင်းနေထောက်ကိုတော်တော်ကြီးကိုကြီးရဒီကတော့သူ size lens နဲ့လုပ်ထားတယ်ဆိုပြီးတော့တော်တော်လေးကိုနာမည်ကြီးရတဲ့အတွက်ကြောင့်မို့လို့ဒီကောင်တော်တော်ကြီးကို high ကြတယ်ပုံ quality တွေကလည်းတော်တော်မိုက်တယ်ဗျသူများတွေဒီ line ပေါ်မှာကြည့်ရသလောက်တော့ဆိုတော့ဒါကတော့ဒီပထမဆုံးဒီဘူးထဲမှာပါတဲ့ဥစ္စာပါအခုကျွန်တော်တို့ဒီ daily lens လေးကိုကျွန်တော်တစ်ချက်လောက်စမ်းပြီးတော့တက်ကြည့်ကြအောင်ဆိုတော့ daily lens တက်ဖို့ဆိုရင်သူကဒီမှာနောက်ထပ် mount တစ်ခုထပ်ပါသေးဒီ daily အတွက်သူရဲ့ဒီ daily လေးကလည်းသူ metal full body နဲ့လုပ်ထားပြီးတော့တော်တော်လေးကို compact ဖြစ်တယ်သူ့အတွက်ဒီမှာတက်ဖို့ mount ကဒီကျွန်တော်ဒီကင်မရာပေါ်မှာအရင်ဆုံးဒီ mount တစ်ခုကိုဒီထပ်တက်ရမယ်တက်ပြီးသွားပြီဆိုမှကျွန်တော်ဒီ daily ကတက်လို့ရမယ့်ပုံစံမျိုးသူလုပ်ပေးထားတာလေဆိုတော့ဒါဆက်စတက်တဲ့ချင်းမှာတော့တော်တော်လေးကိုကျွန်တော်တိုင်ဖတ်တယ်ဗျာဘယ်ဘောက်ကဘာသွားတက်ရမှာမှန်းလည်းမသိဒါပေမဲ့သူကင်မရာတွေမှာလို့တော့ကျွန်တော်ဒီ mount တွေတဲ့အစနာလေးမှာသူဒီမှာအနီပြောက်လေးပုံစံမျိုးလေးသူတုပ်ပေးထားတယ်အဲ့လေးပါတော့တိတ်မဆိုးတော့ဗျာနည်းနည်းအဆင်ပြေလို့ပြောလို့ရတယ်
ဒီကင်မရာမောင်းတက်တဲ့ဥစ္စာတွေဒီကင်မရာမောင်းတွေဒီကျွန်တော်ပုံမှန်ကင်မရာတွေမှာသုံးသလိုမျိုးပဲပင်လေးနဲ့ပဲသူထည့်ပြီးတော့ကျွန်တော်လှည့်လိုက်တယ်ဒါပေမဲ့သူ့ရဲ့ဥစ္စာကကျွန်တော်အရင်ထင်လိုက်တာကလန်စီကရှည်နေပြီးတော့သိရမလားဝိတ်တာဘာဖြစ်မဲ့ထင်တာဒါပေမဲ့သူဒီမောက်မှာသုံးပေးထားတဲ့ဒီဟွာနဲ့ကိုတော်တော်လေးကိုအဆင်ပြေအောင်တွေးရတယ်ဗျဒီ lens တက်လိုက်တာနဲ့ကိုကွက်တီနေပါလောက်တော့ကြာတယ်ဒါတော့မတန်တယ်ဟာဒါတော့ lens အောက်ကအဖုံးရှေ့မှာသွားထပ်ပြီးဆိုတော့ဒါကတော့သူ့ရဲ့ဥစ္စာပဲဒီဘက်မှာခုနကျွန်တော်တက်တဲ့ဟန်ဟဲရှိမယ်ပြီးရင်ဒီမှာမောင်းရှိမယ်ဒါကတော့ခုနကျွန်တော်ပြတဲ့ကျိုးဟွာလေးပါဒီ hand grade ကျိုးလေးကတော့ကျွန်တော်တို့ဒီဘက်နားလေးမှာတက်လိုက်ရုံပါပဲဒီမှာတော့တိတ်အရင်ကြီးတော့အလားနေ fancy အနေနဲ့ထည့်ပေးထားလို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီကောင်လေးကကျွန်တော်ဒီဘက်မှာဆိုရင်သူအဲ့ပင်လေးတက်ဖို့အတွက်တော့အပေါက်လေးပါတယ်ဆိုတော့အဲ့ကောင်လေးတော့ထိုးပြီးတော့မှခြိလိုက်ရမယ်ဥစ္စာမျိုးလေးဒါတော့ကင်မရာလေးမှာကင်မရာတွေနဲ့တော်တော်လေးကိုသူဒီ hand grade တက်ဖို့အမှားစားသူပင်လေးဒီချာလေးလုပ်ပေးထားတယ်ဆိုတော့ကင်မရာဒါတက်လိုက်တဲ့အချိန်မှာတော့နည်းနည်းလေးတော့ဟိုဖြစ်သွားတယ်လေးသွားတယ်ဆိုတော့ဒီမှာဆိုရင်သူတယ်လီတက်လိုက်ပြီဆိုရင်ကျွန်တော်ကဒီမှာတယ်လီမောင်းပြောင်းဖို့တော့သူဖုန်းထဲမှာ auto ပေါ်လာတယ်ဒါတော့ကျွန်တော်ပထမဆုံးတက်တဲ့အချိန်မှာလမ်းမှာတလွေးကြီးဖြစ်နေတာဖြစ်ပါတယ်သူ့တက်ကိုကျွန်တော်ကဒီထဲမှာ tele mode သွားပြောင်းပြီးတော့ဒီချာပြန်ချိန်မှာကိုတော့ဒီ tele effect ဝင်ပြီးတော့ကျွန်တော်စပြီးရိုက်လို့ရတာပါဒီတော့ဒါကျွန်တော်ချက်လောက်စမ်းကြည့်ကြအောင်ဒါတော့ခုဒီကျွန်တော်ဒီ tele ကိုမှသူကဒီအောက်ကနေသူဒီကျွန်တော် tripod ပေါ်မှာတက်ဖို့တော့သူကကျွန်တော်မောင်းလေးတစ်ခုထပ်ပါသေးတယ်ဒီမောင်းနဲ့ဆိုရင်တော့ဒါကျွန်တော်ခုနကျွန်တော်ပြောလို့ပဲဒီ lens weight ကြောင့်ကင်မရာဒီရှေ့ကိုလေးမြမျိုးတွေပါတော့မဖြစ်တော့ဘူးဆိုတော့တော်တော်လေးကိုလာတယ်သူရဲ့ဒီ first impression အရပြောရရင်တော့ဆိုတော့ဒီ tele effect ကိုစမ်းကြည့်တဲ့အချိန်မှာလည်းဒါကျွန်တော်တို့အဲ့ဒီကတော့ညာကြီးရောက်ချင်းဖောက်ထားဖြစ်တဲ့အတွက်ကြောင့်အရင်တော့မဆန်းရသေးဘူးဒါပေမဲ့စမ်းကြည့်ရတဲ့လောက်တော့တော်တော်လေးကိုအဆင်ပြေတာကိုတွေ့ရတယ်ကညာမှာလည်းရိုးလိုက်မှာလည်းဒီတော်တော်လေးကို lighting ကောင်းတယ်ပြီးရင်ဒီ lens နဲ့ပဲကိုသူက micro တွေပါသူကရိုက်လို့ရတဲ့ပုံစံမျိုးထီကိုဒီတော်တော်လေးကိုကြားတယ်တော်တော်ဝေးတဲ့နေရာထီကိုကျွန်တော်လှမ်းရတဲ့အချိန်မှာလည်းစရိုက်ပြီးခဏလောက်စောင့်လိုက်ရင်သူပုံကတော်တော်လေးကိုကြည်သွားတယ်ဆိုတော့နောက်ရက်ဒီမှာကျွန်တော်ဒီ lens နဲ့ဆန်းပြီးတော့ကျွန်တော် outdoor ဒီ daylight ရှိတဲ့အချိန်မှာကျွန်တော်တို့ lighting လေးကျွန်တော်တစ်ချက်လောက်ဆန်းပြီးတော့တစ်ချက်ဗီဒီယိုတစ်ခုထပ်လုပ်ပေးပါမယ်ဒါကတော့ဒါသူရဲ့ first impression ရကျွန်တော်ပုံလေးကျွန်တော်ထည့်ပေးထားပါတယ်ဆိုတော့ဒါလေးကတော့ဒါကျွန်တော် Vivo ဒီ H နဲ့ရ Ultra ရဲ့ဒါ unboxing video လေးပါအဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ဗျ